collective short reading တွေလုပ်ပေးလိုက်တယ်ပေါ့နော်ဒီမှာအခြေရေးနဲ့ပတ်သက်ပြီး short reading တွေလုပ်ပေးလိုက်တယ်ဒီ reading ကိုလာကြည့်တဲ့ collective လေးတွေလက်ရှိအခြေရေးမှာဘာတွေဖြစ်နေလဲဆိုတဲ့ energy လေးကိုတကက်ဆွဲထားတယ် step in the back ဒီမှာနောက်ကျောင်းကိုဓာတ်နဲ့ထိုးခံရတာမျိုးသစ္စာဖောက်ခံရတာမျိုးအသေးကွဲတာမျိုးလက်ရှိလက်တလုံးမှာကွဲပြက်သွားတာမျိုးတွေရှိနေတယ်တဲ့နော်အဲ့တော့အဲ့ဒီ energy နဲ့ပတ်သက်ပြီးနောက်ထပ် energy တစ်ခုထပ်ဆွဲထားပေးတယ်ဒီမှာဒီလူကြီးကအော်ဟဲ့နေသူမထင်မှတ်ထားတဲ့သူကမထင်မှတ်ထားတာတွေသူ့ကိုလှုပ်သွားလို့သူနာကျင်နေရတာမျိုးနော် drama နော်ဟန်ဆောင်နေတာတွေ scandal truth coming out သူမမျှော်လင့်ထားတဲ့အရာတွေသိလိုက်ရတယ်တဆော့ဆော့ကကန်တဲ့အဓိပ္ပာယ်တူတူပဲပေါ့နော်နောက်ကျောဓာတ်နဲ့ထိုးခံရတာတွေသူမလုပ်ဘူးလို့ထင်တဲ့လူကသူ့ကိုဒီလိုနာကျင်မှုတွေပေးတဲ့အတွက်သူနာကျင်နေရတယ်တဲ့အဲ့တော့ collective လေးတွေရဲ့အခြေရေးနဲ့ပတ်သက်ပြီးတော့တစ်ဖက်သူရဲ့ရှင်တွေကဘာတွေပြောချင်နေလဲပေါ့နော် I am secretly obsessed with you တဲ့နော်တင်းရောအရင်တော့ကတော့တင်းမသိအောင်လို့သူ့ဘက်ကနေပြီးတော့ဆိုမိုရန်ဆိုမိုတာဆွဲလန်းတာတင်းအကြောင်းတစ်ချိန်လုံးတွေးတောနေမိတာတွေရှိတယ်တဲ့နော် I am working on myself so I can come back တဲ့ please wait for me အခုချိန်မှာသူ့ဘက်သူသူ့ဘက်သူလှုပ်ရှားရှိရသူလှုပ်နေတယ်သူပြန်လာခဲ့မယ်သူ့ကိုစောင့်ပါလို့သူကပြောထားတယ်I have to deal with my pain to be able to open my head to love again တဲ့သူ့မှာနာကျင်နေရတာတွေရှိတယ်တဲ့เนาะအဲ့ဒီနာကျင်နေရတဲ့အတွက်ကိုသူ့ကိုယ်သူဒဏ်ရာအနာတရားတွေကြက်အောင်သူလှုပ်လိုက်အောင်ပဲပေါ့เนาะပြီးလို့ရှင်တော့သူပြန်လာပြီးတော့ collective လေးတွေကိုပြန်ပြီးတော့ချစ်ပေးပါမယ်လို့သူကပြောထားတယ်နောက်တစ်ခုကအဲ့တော့ဘာဆက်ဖြစ်မလဲပေါ့နော်ဒီ collective လေးတွေကအခုလက်ရှိကြုံတွေ့နေရတဲ့အခြေအနေနဲ့ပတ်သက်ပြီးဘာဆက်ဖြစ်နိုင်မလဲဆိုတာကိုနောက်ထပ်ဆွဲပေးမယ် The sword and the rose တဲ့နော်အခြေရေးကတော့အဆင်ပြေတဲ့အခါပြန်ပြေးလိုက်အဆင်မပြေတဲ့အခါစကားများတာအခက်မသိရင်ရန်ဖြစ်ရတာပြဿနာတွေဖြေရှင်းရတာမျိုးတွေဖြစ်လိုက်တယ်အဲ့လိုမျိုးနော်ပန်းခင်းတဲ့လမ်းတော့မဟုတ်ဘူးတဲ့နောက်တစ်ခါထပ်ဆွဲပေးအောင်မယ်ဘာတွေဆက်ဖြစ်မှာလဲနောက်ဒီအခုအချိန်မှာတော့တင့်စီကိုသူဖုံးဆက်တွေ့တာတို့ဘာလို့လောက်မှာမဟုတ်သေးဖုံးဆိုင်နေသူရှောင်းနေမှာပဲပတ်ပြေးနေမှာပဲဒီမှာတွေ့လားနော်အဲ့တော့ပြန်တော့သူလာနိုင်တယ်ဒါပေမဲ့အဆင်ပြေမှာတော့မဟုတ်ဘူးသူကပြန်လိုက်ပြန်သွားလိုက်တော့ဖြစ်နေအောင်မယ်နောက်တစ်ခါထပ်ဆွဲပေးမယ် passion နဲ့ insane chemistry like each other equally having fun တယောက်ကတော့ chemistry မိတယ်ချစ်ကြတဲ့ပုံစံမျိုးတော့လဲတွေ့ရတာပဲတဲ့နော်နောက်ဆုံးတစ်ခါထပ်ဆွဲပေးအောင်မယ် king ဆိုရင်သူကတယောက်တည်းနဲ့မလုံလောက်ပါဘူးတဲ့